မိတ်ဆက်ပေးပါဦး ဒါကဂျွန်နီလို့ခေါ်ပါတယ်သူကတကယ်တော်ဝင်နန်းတော်တွေကနေခေါ်လာတဲ့တော်ဝင်ခွေးလေးပေါ့နော်အဲကြောင့်သူ့ကိုဒီလိုကင်ဖို့တော့မှတောင်းတန်းလို့ကင်လို့မရအောင်တော်ဝင်သွေးပါတယ်လို့ပဲကင်လို့ရ ဆက်တော့သူ့ သူကမာနအရင်ချိတာဖြစ်တယ်ပေါ့နော်သူကဖုန်းနဲ့ရိုက်နေသူကတိတ်ရိုက်လေးရိုက်ထားတော့မရှိဘူးအဲဒါကြောင့်သူကအလောကခက်ချီချီပဲနော်ဟုတ်တယ်မလားဟုတ်ပြီကျေးဇူးပါဗီဒီရှာအရင်ကဗီဒီရှာစစ်တိုက်ထွက်မဲ့စစ်ဝတ်တစားဆင်လိုက်တာဖြစ်ပါတယ်ဂျာကင်မှာဂျော်နီတရားဟာစစ်တိုက်ထွက်ဖို့ရန်အတွက်ပြင်ဆင်နေတာဖြစ်ပါတယ် ပတတီ ပီတကြီးအားလုံးပဲ